အားလုံးပဲမင်္ဂလာပါရှင်။ကြောက်ချင်းစီပြန်ဟင်းလေးချက်ပြပါမယ်။ချက်သွန်နီဖြူကိုငရုတ်သီးခွဲချက်နဲ့စနွေးမုံရောင်နေမုံတွေထည့်ပြီးတော့စီတက်လိုက်ပါတယ်။စီကိုလိန်နေအောင်တက်ပြီးတော့အယောင်လေးပြောင်းလာပြီးဆိုရင်ခက်ညင်ပြီးကြိတ်ပြီးသားကိုပါထည့်ပြီးတော့ချက်လိုက်ပါတယ်။ကျမဒီတစ်ခေါက်ကမြန်စင်တော့အားလုံးကိုကြိတ်ပြီးတော့ချက်လိုက်တာပါ။ခက်ညင်သီးကိုလည်းစီပြန်အောင်ချက်ပြီးတဲ့အခါမှာစားထည့်တယ်ပြီးရင်ကြက်သားမှုန့်ထည့်တယ်မဆလာလည်းထည့်လိုက်ပါတယ်အားလုံးကိုရောသမမှုေအယောင်လေးပြောင်းလာပြီးစီလေးပြန်လာပြီးဆိုရင်မကြီးသီးပေါ့မကြီးသီးရေထည့်လိုက်တယ်ပြီးလို့ရှိရင်မနက်ကပြုတ်ထားတဲ့ကြက်ဥဆယ်လုံးကိုအရသာဝင်အောင်ဓားလေးနဲ့မှုန်းပြီးတော့ထည့်လိုက်တယ်ကြက်ဥတွေကိုရသာဝင်အောင်ချက်ပြီးရင်တော့အရန်ကိုစားကောင်းတဲ့ကြက်ဥချင်းစီပြန်ဟင်းလေးရပါပြီရှင်အခုလိုကြည့်ရှုပေးတဲ့သူအားလုံးကိုထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်ဆုံကြမယ်နော်ဘိုင်ဘိုင်